မင်္ဂလာပါအခုပြောပြပေးမှာကတော့ကုန်ရောင်းကုန်ဝယ် software ရဲ့လက်လီစနစ်အကြောင်းဖြစ်ပါတယ်လက်လီအယောင် software တစ်ခုအနေနဲ့မရှိမဖြစ်လိုအပ်တဲ့စည်းချုပ်ကကုန်လက်ကျန်စည်းချုပ်နဲ့ငွေစည်းချုပ်ပဲဖြစ်ပါတယ်ကုန်လက်ကျန်စည်းချုပ်ကိုကြည့်ဖို့အတွက်ကုန်ဝယ်ကုန်ရောင်းနဲ့ကုန်စည်းကြီးကိုပုံမှန်တွဲပေးရမှာဖြစ်ပါတယ်ကုန်ဝယ်ကုန်ရောင်းတွေတင်ဖို့အတွက်ကတော့ဆိုင်မှာတင်ရောက်မဲ့ကုန်ပစ္စည်းစည်းကိုအရင်ဆုံးတွဲပေးရပါမယ်အဝယ်စင်းနဲ့အယောင်စင်းတွေတွင်းလိုက်တဲ့အချိန်မှာကုန်လက်ကျန်တွေအတိုးရော့ဖြစ်သွားသလိုမျိုးငွေလက်ကျန်တွေလည်းအတိုးရော့ဖြစ်သွားမှာမို့ပြောင်းလဲသွားမဲ့ငွေအဝင်အထွက်တွေကိုငွေစင်းချုပ်မှာကြည့်လို့ရပါမယ်ဝယ်လိုက်လို့ကုန်သွားတဲ့ငွေရောင်းလိုက်လို့ရလာတဲ့ငွေမဟုတ်တဲ့အခြားဝင်ငွေထွက်ငွေတွေကိုငွေစင်းမှာတွဲချုပ်ပေးမှာပါဥပမာဆိုင်ငယ်ပစ္စည်းစရိတ်လစာအထွေထွေအသုံးစရိတ်လိုထွက်ငွေတွေနဲ့ဘဏ်တိုးရငွေလိုမျိုးဝင်ငွေတွေကိုတွင်းပေးခြင်းအပြင်ကုန်ရောင်းရငွေကဘယ်လောက်အခြားဝင်ငွေကဘယ်လောက်ကုန်ဝယ်လို့ထွက်သွားတဲ့ပတ်စံကဘယ်လောက်ရှိရဲ့အခြားအသုံးစရိတ်အနေနဲ့ဘယ်လောက်သုံးလိုက်တယ်နောက်ဆုံးလက်ကျန်အနေနဲ့ငွေဘယ်လောက်ကျန်နေတယ်ဆိုတာတွေကိုငွေစင်းချုပ်မှာကြည့်လို့ရမှာပါ